အားလုံးပဲမင်္ဂလာပါ Living Bread ကနေပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့ဗာနေငယ် share ချင်တယ်ဆိုတော့နာခံတော့သူတို့ရဲ့အသက်တာမှာတွေ့ရှိရတဲ့စိတ်ဓာတ်လေးတွေကိုနည်းနည်း mentality ပေါ့နော်အဲ့ဒါကိုနည်းနည်းလေး sharing လုပ်ချင်ပါတယ်ယေရှုခရစ်တော်ရဲ့သက်တာကိုပထမဦးဆုံးကြည့်ကြပါစို့ယေရှုခရစ်တော်သက်တာမှာဘာတွေ့ရလဲဆိုတော့ Matthew 26အခန်းငယ်39မှာ My Father, if it is possible, may this cup be taken from me, yet not as I will, but as you will လို့ယေရှုခရစ်တော်ကပြောခဲ့ပါတယ်ဒီဆုတောင်းချက်ကလေးရပါလဲဆိုတော့ယေရှုခရစ်တော်ဟာသူ့ကို crucify လုပ်ဖို့လာပြီးမဖန်ခင်လေးမှာသူ့ရဲ့အဖေစီမှာပေါ့နော်ဆူတောင်းခဲ့တဲ့ဆူတောင်းချက်လေးဖြစ်ပါတယ်ဆိုရဲဆူတောင်းချက်ကဘာလဲဆိုတော့အဖေပေါ့နော်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တောက်ရမယ်ဒီခွက်ကနေလွတ်မြောက်ခွင့်ပေးပါဒီခွက်ကိုယူပေးပါဆိုပြီးတော့ဆူတောင်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့နေရာမှာသူ့ရဲ့ဆူတောင်းခြင်းကမပြီးဆုံးသွားပါဘူးယေရှုကဘာပြောသေးလဲဆိုတော့ဒါပေမဲ့ကျွန်ုပ်ရဲ့အလိုတော်တိုင်းမဖြစ်စေပါနဲ့တဲ့ကိုရောရဲ့အလိုတော်တိုင်းသာအဖေရဲ့လိုတိုင်းသာဖြစ်စီတော်မူပါလို့ဆက်ပြီးတော့ဆူတောင်းခဲ့ပါတယ်ဆိုတော့ယေရှုခရစ်တော်ရဲ့ဆူတောင်းချက်မှာဘယ်လို mentality ကိုတွေ့ရလဲဆိုတော့ဖျားတင်ကိုနာခံတဲ့သူတွေရဲ့တတ္တာမှာဘာရှိလဲဆိုတော့သူတို့ရဲ့တတ္တာမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုဖျားတင်ကတွေ့ခွင့်ကြုံခွင့်ပေးတယ်ဖျားတင်ကဒီခက်ခဲတွေကိုသူကကြုံခွင့်ပေးတယ်ဆိုပြီးတော့သူတို့ကလက်ခံကြပါတယ်အသက်တာမှာကြုံရတဲ့အခက်အခဲတွေကိုထားခဲ့ပြီးတော့အခက်အခဲတွေအဝေးဆုံးကိုထွက်ပြေးတဲ့စိတ်ဓာတ်မဟုတ်ပဲနဲ့အခက်အခဲတွေကိုရင်ဆိုင်နိုင်တဲ့တတိရင်ဆိုင်ခြင်းနဲ့စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်ကိုသူတို့ကရှိကြပါတယ်ဆိုတော့ယေရှုခရစ်တော်အသက်တာမှာလည်းအဲ့ဒီစိတ်ဓာတ်ကိုတွေ့ရပါတယ်ကျွန်မလည်းborn again ဖြစ်ပြီးတဲ့နောက်မှာဘယ်လိုမျိုးကြားဟောချက်တွေကိုကြားခဲ့ရတယ်လဲဆိုတော့ကိုယ့်ရဲ့တတ်တာမှလည်းဘလို့သက်ရှင်ခဲ့တယ်လဲဆိုတော့အခက်ခဲမတွေ့ခင်ပေါ့နော်အခက်ခဲတွေကိုမကြုံခင်ဆူတောင်းပါဆိုတဲ့တရားဟောချက်တွေကိုနားထောင်ခဲ့ပါတယ်မုံတိုင်းမတိုက်ခင်ဆူတောင်းပါမုံတိုင်းမကြုံရဖို့ဆူတောင်းပါဆိုတဲ့တရားဟောချက်တွေကိုလည်းကြားခဲ့ပါတယ်ဆိုတော့ကိုယ်တိုင်လည်းအခက်ခဲတွေမကြုံခင်အခက်ခဲတွေကြုံပါဆိုလို့နော်ဖျားခင်ကိုအခက်ခဲတွေမကြုံခိုင်းအောင်ဆူတောင်းခဲ့ပါတယ်ပြီးတော့မုံတိုင်းတွေကိုယ့်ရဲ့အသက်တာမှာမတိုက်ခတ်ဖို့ပေါ့နော်မုံတိုင်းတွေကိုယူပေးဖို့စုတွေတောင်းခဲ့ပါတယ်ဆိုတော့ကိုယ့်ရဲ့အသက်တာမှာနာခံခြင်းကိုနားမလဲခဲ့တော့ကတော့အဲ့လိုမျိုးစုတောင်းခဲ့ပါတယ်နော်ကိုတော့ဟာလာအခက်ခဲတွေမကြုံခိုင်းပါနဲ့နော်ယောဂတွေမကြုံခိုင်းပါနဲ့ဟာလာဒုက္ခတွေမကြုံခိုင်းပါနဲ့တတ်တာမှာဖြောင်းဖြူးလေးနဲ့ပဲကိုကအသက်ရှင်ခြင်းခဲ့တယ်ဒါပေမဲ့ဒီအရာကယေရှုသင်ပေးခဲ့တဲ့စိတ်ဓာတ်လုံးဝမဟုတ်ပါဘူးเนาะယေရှုသင်ပေးခဲ့တဲ့စိတ်ဓာတ်ယေရှုမှာရှိတဲ့ mentality ကဘာလဲဆိုတော့ကိုဘဝမှာကြုံလာသမျှအခက်အခဲတွေအားလုံးကိုဖခင်ကကြုံခွင့်ပေးတယ်ဆိုတဲ့acceptance ပေါ့เนาะလက်ခံခြင်းတွေ့ရတယ်ပြီးတော့ဗာတွေ့ရသေးလဲဆိုတော့ကိုဘဝမှာကြုံရတဲ့အခက်အခဲတွေကိုရင်ဆိုင်ဖို့ပေါ့เนาะရင်ဆိုင်ခြင်းနဲ့စိတ်ဓာတ်ရင်ဆိုင်ဖို့ဆုံးဖြတ်တဲ့စိတ်ဓာတ်ရင်ဆိုင်ဖို့နာခံတဲ့စိတ်ဓာတ်ကိုတွေ့ရပါတယ်မနာခံတဲ့သူတွေကြတော့ဘလို့လဲဆိုတော့မနာခံတဲ့သူတွေဟာဒုက္ခကိုအရင်ကြောက်ကြပါတယ်မုန်တိုင်းတွေကိုအရင်ကြောက်ကြပါတယ်ထို့ကြောင့်ဒီမုန်တိုင်းတွေဒုက္ခတွေအနာရောဂါတွေကိုယ့်ရဲ့တတ်တာမှာပေါ့နော်ဆိုးရွားမှုတွေမကြုံဖို့ရန်အတွက်ဆုတောင်းကြပါတယ်ဒါပေမဲ့ကျမလည်းလို့တောင်းခဲ့တဲ့ခါမှာကိုတောင်းတယ်လို့ဖြစ်လာသလားဆိုတော့လည်းမဖြစ်လာပါဘူးကိုတောင်းတယ်လို့ဟဲ့လားခက်ခဲဒုက္ခတွေလည်းမပြောက်သွားပါဘူးခက်ခဲဒုက္ခတွေကတော့ကြုံရတာပါပဲเนาะဘယ်လောက်ပဲဆူတောင်းပဲတော့မှဘယ်သူမဆိုပေါ့เนาะခက်ခဲတွေကဒုက္ခတွေကဒီလောကမှာအသက်ရှင်တဲ့အခါမှာဘယ်သူကမှမကြုံပဲမနေနိုင်ပါဘူးအကုန်လုံးကြုံရပါတယ်ဆိုတော့အဲ့လိုမျိုးဆူတောင်းခြင်းအဲ့လိုမျိုး mentality ကဘာဖြစ်စေလဲဆိုတော့ကိုယ့်ရဲ့တတ်တာမှာပေါ့เนาะအဲ့လိုမျိုးဆူတောင်းတဲ့ခါမှာခက်ခဲတွေမကြုံကျင်ဘူးဟလားခက်ခဲတွေကိုမရင်ဆိုင်ခြင်းတဲ့ခါမှာကိုယ့်ရဲ့တတ်တာမှာဘယ်အောင်မြင်ခြင်းမှလည်းမရှိပါဘူးဆိုတော့ဖျားရှင်ကကျွန်တော်ရဲ့တတ်တာမှာအဲ့လိုမျိုးအောင်မြင်ခြင်းမရှိတဲ့တတ်တာကိုမပေးချင်ပါဘူးအောင်မြင်ခြင်းနဲ့ပြည့်စုံတဲ့တတ်တာကိုပေးချင်တာဖြစ်ပါတယ်ထို့ကြောင့်အောင်မြင်ခြင်းရရှိဖို့ကလည်းအခက်ခဲကြုံရတယ်လေဟုတ်တယ်မလားနော်အခက်ခဲကြုံမှ
အောင်မြင်ခြင်းကရရှိမှာလဲခက်ခဲမကြုံမဲ့နဲ့ဘယ်လိုအောင်မြင်ခြင်းရရှိမလဲဆိုတော့ယေရှုခရစ်တော်ရဲ့တတာကိုကြည့်တဲ့အခါမှာသူ့ရဲ့ဘဝမှာသူ့စီမှာရောက်လာတဲ့ဒီခွက်ကြီးอ่ะပေါ့နော်သူကဘယ်လိုလက်ခံလဲဆိုတော့ဒါကအဖခမဲတော်ကပေးတဲ့ခွက်ဖြစ်တယ်လို့သူကလက်ခံပါတယ်အဖခမဲတော်ကကြုံစီတဲ့အခက်ခဲအဖခမဲတော်ကတိုက်တဲ့ခွက်လို့သူကလက်ခံပါတယ်ယုံကြည်သူများများစွာကျမရဲ့တတာမှာဘာတွေပြောလို့ရှိလဲဆိုတော့ဖျားခင်ရဲ့လူတော်ကသိရတာရမ်းခတ်တာပဲဆိုပြီးတော့ပြောလို့ရှိပါတယ်ဒါပေမဲ့ဖျားခင်ရဲ့အလိုတော်ကိုသိရတာခက်ခဲတယ်လို့ပြောတာဟာပါလဲဆိုတော့ပေါ့နော်မှန်တကယ်ဆိုလို့ရှင်ကိုကြုံနေရတဲ့အခက်ခဲကိုလက်မခံခြင်းနဲ့စိတ်တဲ့အကြောင်းဖြစ်ပါတယ်တနာယုံပေါ့နော်ကိုကြုံနေရတဲ့အခက်ခဲကိုကြုံနေရတဲ့ဒုက္ခကိုအော်ဒါကဖျားခင်ကြုံခိုင်းနေဆိုတာကိုလက်မခံခြင်းနဲ့စိတ်ဓာတ်ညှင်းပယ်နေတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်အဲ့လိုညှင်းပယ်တဲ့ခါမှာလဲဘယ်တော့မှလည်းဒီဒုက္ခတွေ trouble တွေမျိုးကိုယ့်ရဲ့ဘဝမှာဖျားရှင်ကတွေ့ကြုံခိုင်းတဲ့ခါမှာကိုကမတွေ့ကြုံခြင်းတဲ့ခါမှာဘယ်တော့မှလည်းအောင်မြင်ခြင်းကိုမရပါဘူးဆိုတော့ယေရှုခရစ်တော်ရဲ့တတ်တာမှာတွေ့ရတာကတော့သူ့ရဲ့တတ်တာမှာသူကြုံနေရတဲ့ဒီအခက်ခဲကဖျားခင်ကပေးတယ်ဖျားခင်ကကြုံခိုင်းနေဆိုတာကိုသူလက်ခံပါတယ်သူလက်ခံတာပဲမဟုတ်ပဲနဲ့သူရဲ့ဒီခွက်ကိုလည်းတောက်ပါတယ်เนาะသူရဲ့ဒီဒုက္ခကိုလည်းသူရင်ဆိုင်ပါတယ်ထို့ကြောင့်နာခံသောသူတို့ရဲ့အတ္တမှာဘာတွေ့ရလဲဆိုတော့သူတို့ကြုံလာသမျှအရာတွေအားလုံးဒီဖျားခင်ကခွင့်ပြုထားတာဖြစ်တယ်ဖျားခင်ကကြုံတွေ့ခိုင်းတာဖြစ်တယ်ဆိုတဲ့ acceptance သူတို့မှာရှိပါတယ်လက်ခံတဲ့စိတ်ဓာတ်ရှိပါတယ်ဒုတိယမှာပါရှိလဲဆိုတော့အဲ့ဒီခက်ခဲတွေဖျားခင်ခွင့်ပြုပေးထားတဲ့ဒုက္ခတွေခက်ခဲတွေကိုရင်ဆိုင်ဖို့သူတို့မှာတတိရှိပါတယ်ရင်ဆိုင်ဖို့သူတို့မှာဆုံးဖြတ်ချက်သူတို့ထားနိုင်ပါတယ်ပြီးတော့အနာခံခြင်းအဖြစ်လဲသူတို့ရင်ဆိုင်နိုင်ပါတယ်ဆိုတော့ပထမမှာ acceptance ဒုတိယမှာ facing ပေါ့နော်အဲ့ဒီနှစ်ချက်ကိုတွေ့ရပါတယ်ဆိုတော့လူတွေမြောက်များစွာကတော့ဖျားခင်စီကနေဟာလာကောင်းတဲ့အရာတွေကိုပဲကိုကညှော်လင့်တတ်ပါတယ်ယုံကြည်သူတွေအများစုပေါ့နော်ဖျားခင်စီကဘယ်တော့မှမကောင်းတာတွေကဖျားခင်စီကလာတာမဟုတ်နိုင်ဘူးလို့ထင်ကြပါတယ်ယောဂတွေပဲဖြစ်ဖြစ်ဒုက္ခတွေပဲဖြစ်ဖြစ်ဒါကဖျားခင်ပေးတာမဟုတ်ဘူးဟာလားစာတန်စုံစမ်းနှောက်ယှက်တာစာတန်စီကလာတယ်ဆိုပြီးတော့ညှင်းပယ်ချင်ကြပါတယ်အဲ့ဒီဒုက္ခတွေလုံးဝမရင်ဆိုင်ချင်ကြပါဘူးဒါပေမဲ့အဲ့လိုမျိုးစိတ်ဓာတ်ကယေရှုသင်ပေးခဲ့တဲ့စိတ်ဓာတ်လုံးဝမဟုတ်ပါဘူးထို့ကြောင့်ယေရှုရဲ့အသက်တာကိုတွန်းတင်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လို mindset ရှိရမလဲဆိုတော့ဘယ်လို mentality ရှိရမလဲဆိုတော့ကိုယ့်ရဲ့အသက်တာမှာကိုကြုံနေရတဲ့ခက်ခဲတွေအားလုံးဟာကိုတော်ကဖျားခင်ကခွင့်ပြုပေးလို့ဖြစ်တယ်ဖျားခင်ကခွင့်ပြုထားလို့ဖြစ်တယ်ထို့ကြောင့်ဖျားခင်ခွင့်ပြုထားတဲ့ဒုက္ခတွေဒီကိုရင်ဆိုင်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချရပါမယ်အဲ့လိုမျိုးဆုံးဖြတ်ချက်ချပြီးတော့ရင်ဆိုင်မှသာဖျားခင်ကအောင်မြင်ခြင်းကိုပေးမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ပေါ့နော်နာခံသောသူရဲ့တတ်တာမှာဘာတွေတွေ့ရလဲဆိုတော့သူတို့ကြုံလာသမျှခက်ခဲတွေနော်သူတို့ဘဝမှာခက်ခဲတွေဒုက္ခတွေကြုံတဲ့အခါမှာဘယ်တော့မှဖျားခင်ကို complain မလုပ်ပါဘူးဘယ်တော့မှဖျားခင်ကိုအပြစ်မတင်ပါဘူးပြီးတော့ကိုယ်ဘေးနားမှာရှိတဲ့သူတွေကိုလည်းအပြစ်မတင်ပါဘူးမနာခံတဲ့သူတွေကြတော့ဘယ်လိုလဲဆိုတော့သူတို့ကြုံလာသမျှဒုက္ခတွေခက်ခဲတွေအားလုံးကိုဖျားခင်ပေါ်မှာ complain တက်ကြပါတယ်ဖျားခင်ကို why လို့ဘာဖြစ်လို့ဒါကိုကြုံခိုင်းတာလဲဆိုပြီးတော့မေးခွန်းတွေဖျားခင်ကိုထုတ်ကြပါတယ်ပြီးတော့ကိုယ်ဘေးနားမှာရှိတဲ့သူတွေအားလုံးကိုလည်း blame လုပ်တတ်ကြပါတယ်ဒါတွေအားလုံးကမနာခံသောသူတွေရဲ့အတ္တမှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့တင်ကမနာခံဘူးဆိုလို့ရှင်တော့တင်ဘဝမှာ failure ရှိတဲ့အခါမှာတင်လောက်တာတွေအဆင်မပြေတဲ့အခါမှာပဲဖြစ်တင်မျှော်လင့်ထားသလိုပစ္စည်းအရာတွေကမဖြစ်လာတဲ့အခါမှာပဲဖြစ်ဖြစ်တင်ရဲ့ဘေးနားမှာရှိတဲ့တင်ရဲ့မိဘတွေဖြစ်ဖြစ်မောင်နှမတွေဖြစ်ဖြစ်မိန်းမယောက်ျားတွေဖြစ်ဖြစ်ပေါ့နော်အပြစ်တင်မှဖြစ်ပါတယ်ပြီးတော့ဖျားကိုလည်းအပြစ်တင်မှဖြစ်ပါတယ်ဖျားခင်ကိုဘာလို့ဒါဒီလိုဖြစ်ခိုင်းတာလဲဆိုပြီးတော့ဖျားခင်ကိုအပြစ်တင်တတ်ပါတယ်ဣတိလလူမျိုးတွေလည်းအဲ့လိုပဲသူတို့ဖြစ်ခဲ့ပါတယ်နော်ဖျားခင်ကအေဂုတုပြည်ကနေသူတို့ကိုလူမြောက်ခွင့်ပေးတဲ့အခါမှာ
သူတို့အစားအစာမရှိတဲ့အခါမှာပဲဖြစ်ဖြစ်တောက်ဆံမရှိတဲ့အခါမှာပဲဖြစ်ဖြစ်ဖျားခင်ကိုသူတို့ complain လုပ်တယ်ဖျားခင်ကို blame လုပ်ကြပါတယ်ငါတို့ကိုဒီနေရာမှာပို့ဆောင်လာတာဟာငါတို့ကိုတတ်ဖို့လားဆိုပြီးတော့ဖျားခင်ကို blame ကြပါတယ် complain ကြပါတယ်ဆိုတော့ဒီຢာတွေအားလုံးက blaming နဲ့ complaining တွေကမနာခံသောသူတွေအတ္တမှာတွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့နာခံတဲ့သူတွေရဲ့တတ္တမှာကြတော့သူတို့ကဘယ်တော့မှဖျားခင်ကိုcomplain မလုပ်ပါဘူးဖျားခင်ကိုဘယ်တော့မှလည်း blaming မလုပ်ပါဘူးသူတို့ရဲ့တတ္တမှာဒုက္ခတွေဟလာမျိုးစုံကြုံရတဲ့အခါမှာဖျားခင်ကိုဘယ်တော့မှ blaming မလုပ်ပါဘူးသူတို့ကြုံလာတဲ့ဒုက္ခတွေကိုသူတို့လက်ခံပါတယ်ဖျားခင်ကကြုံခွင့်ပေးတယ်ဆိုပြီးသူတို့လက်ခံပါတယ်ပြီးတော့အဲ့ဒီဒုက္ခတွေကိုလည်းသူတို့avoid လုပ်ဖို့ပေါ့နော်အဲ့ဒုက္ခတွေစီကနေပြေးဖို့ဆုမတောင်းပါဘူးဒါပေမဲ့ဒုက္ခတွေကိုရင်ဆိုင်ဖို့သူတို့ဆုံးဖြတ်ချက်ချပါတယ်ဒီနေ့ချိန်မှာတင်လဲနာခံသောအတ္တရရှိခြင်းနဲ့ဆိုလို့ရှိရင်ဒီချိန်မှာဖျားခင်တင်ကိုပေးနိုင်ပါတယ်ဖျားခင်စီမှာဆောက်ရှောင်းခြင်းအဖြစ်နာခံခြင်းကိုတင်ယူလို့ရပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကတွင်တင်ပေးနိုင်ပါတယ်အားလုံးပဲဖျားရှင်ကောင်းချီးပေးပါစေ